ကားစီးကွက်နဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်ပြောင်းလဲလေးတွေကိုခြုံငုံသုံးသပ်ရရင်ကျွန်တော်တို့ဒါ20ရက်နေ့ဝန်းကျင်လောက်ကအင်ဂျင်ပါဝါကြီးတဲ့ကားတွေကိုအရေးကြိုးကားအပ်လို့ရှိရင်ပိုးပြီးတော့ပါဝါမြင့်တဲ့ EV ပြည့်သွင်းမယ်ဆိုတဲ့မူဝါဒတစ်ခုထွက်လာတယ်အဲ့ဒီအတွက်ကြောင့်ဝယ်လိုအားရောင်းလိုအား balance ပြောင်းလဲခဲ့တယ်ပေါ့နော်အဲ့တော့ပြောင်းလဲတဲ့နေရာမှာကျွန်တော်တို့ကားရဲ့ sector 3ခုစလုံးကိုပြောင်းလဲမှုဖြစ်တယ်sector 3ခုမှာနံပါတ်1 sector ကတော့2014 model အောက်ညာမောင်း GDN ကားတွေဖြစ်တယ်ICE ကားတွေပေါ့နော် C ကားတွေဖြစ်တယ်ကျွန်တော်တို့ဒါတစ်ချိန်လုံးကကျွန်တော်တို့အသေးဆွဲပေါ့နော်ခုလည်းကြိုက်ရပါတယ်ကြိုက်တုံးမသုံးလုံးပဲအစားထိုးဖို့ခက်တယ်ပေါ့နော်နောက်တစ်ခု2015 sector 2က2015 model အထက်ဘယ်မောင်းနေဒါတော့နိုင်ငံအစိုးရကားတွေပေါ့ကိုရီးယားဂျပန် US China အဲ့လိုဘယ်မောင်းကားတွေပေါ့နော်ကုမ္ပဏီတွင်းတွေရှိတယ် CPU တွင်းတွေလုံးလိုက် SKD မျိုးစုံရှိရပေါ့နော်အဲ့ဒါရှိမယ်နောက်တစ်ခု sector 3ကတော့ကျွန်တော်2023နဲ့အထက် EV ကားတွေဖြစ်တယ်အဲ့ sector 3ခုစလုံးမှာဈေးကွက်ပြောင်းလဲတွေဖြစ်တယ်ဒီတစ်ပတ်အတွင်းမှာဖြစ်ခဲ့တယ်အနည်းနဲ့ညပေါ့နော်sector နံပါတ်1 GDN ကားတွေ2014 model အောက်ညာမောင်း GDN ICE ကားတွေကတော့သူကလွန်ခဲ့တဲ့လတွေလောက်ကတော့စီပြဿနာတွေစုံမဒီကြောင့်မလို့ဝယ်လိုအားကျဆင်းခဲ့ရရှိတယ်ဝယ်လိုအားကျဆင်းပြီးတော့EV ကိုပြောင်းဝယ်ကြတာတွေမျိုးစုံရှိရပါတော့တချို့ဆိုနှစ်စီးပွားစီရတဲ့ဟာတွေရှိတယ်ပြဿနာတွေမျိုးစုံပေါ့နော်အဲ့တော့ခက်ခဲတွေမျိုးစုံပေါ့နော်ခုတစ်ပတ်တော့ခုနပြောမယ်အရေးကြိုး policy ထွက်လာတဲ့အတွက်ဒီကျန်းကင်းဈေးပေါ့နော် AC ကကျန်းကင်းဈေးက900-600လောက်ဖြစ်သွားတယ်သူဈေးတန်းอ่ะပေါ့နော်900-600လောက်အနည်းဆုံးဈေးတန်းဖြစ်သွားတယ်အဲ့ကောင်ကဒီကျွန်တော်တို့အိမ်စီးကားရဲ့ကျန်းကင်းဈေးတစ်ခုလိုဖြစ်သွားတယ်အဲ့အတွက်ကြောင့်မလို့အိမ်စီးကားဆိုရင်950အောက်လောက်ဆိုရင်မရှိသလောက်ဖြစ်သွားပြီဝယ်လို့မရသလောက်ဖြစ်သွားပြီအိမ်စီးကားဝယ်ခြင်းနဲ့400လောက်ရှိတယ်ဆိုရင်မလွယ်တော့မရတော့ဘူးဝယ်မယ်ဆိုတဲ့သူတွေနောက်ဆိုပိုးဆိုးဖို့ရှိတယ်ခုကလေးဝယ်ထားပါတော့950အောက်ဝယ်လို့မလွယ်တော့ဘူးနော်လုပ်ငန်းလုံးပြောတာမဟုတ်ဘူးအိမ်စီးပြောပါနော်နောက်တစ်ခုကနံပါတ်2 sector 2ပေါ့နော် sector 2ကတော့ဒီ2015အထက်ဘယ်မောင်းနေသူကတော့အသစ်ဝင်နေတယ်တောက်လျှောက်ဝင်တယ်အသစ်တွေကပေါ့နော်အဲ့တော့အသစ်ဝင်တော့ဈေးကျတယ်ပေါ့နော်အဲ့တော့အသစ်တွေထိန်းချုပ်လိုက်တယ်ဆိုရင်တော့ဈေးလေးပြန်တောင့်လာတယ်အဲ့တော့အသစ်ကပုံမှန်တိုင်းဝင်နေတယ် balance ညီနေတယ်လို့ပြောsector 2ကတော့ဒီ balance ညီနေတယ်လို့ပြောလို့ရတယ်ပေါ့နော်sector 3ပေါ့ EV ပေါ့နော် EV တွေကတော့ဝင်လာဖို့ရှိတယ်ဘယ်နေရာဆိုဥမာရေချိုကားအစီး1000အပ်ရင် EV စီး1000ဝင်လာမယ်ဘလို့ EV တော့ဆိုတော့ဘာမှမြင်ဘူးတဲ့ high end luxury ကားတွေပေါ့နော်Honda Tesla တို့တခြား Toyota တို့ Honda တို့ Nissan တို့တခြားနာမည်ကြီး brand တွေဝင်လာဖို့ရှိတယ်ဈေးကြီးဟာတွေဝင်လာဖို့ရှိတယ်အဲကြောင့်မလို့လက်ရှိ EV high end ဈေးကွက်ကတော့ဝယ်လိုအားနည်းသွားမယ်နော် high end ဈေးကွက်ကတော့ဝယ်လိုအားနည်းသွားမယ် EV အောက်ကားကိုပြောတာမဟုတ်ဘူးနော် high end ဈေးကွက်အဲ့တော့ sector 3ခုလုံးကိုပြန်ပြီးတော့ခြုံငုံသုံးသပ်ရရင်ကျွန်တော်တို့ဒါ6အောက် AC ဝယ်ရခတ်သွားမယ် AC ကလိုချင်တဲ့6အောက်ဆိုရင်မရှိတော့ရှာသွားမယ်နောက်ကတောင်းကျော်တန်း high end နေဈေးဣမယ်ပေါ့နော်အဲ့လိုဖြစ်သွားနိုင်တယ်ဒီဂျပန်အတွင်းပြောင်းလဲရပါပေါ့နော်အဲကြောင့်ဂျပန်ကချစ်တဲ့ညာမောင်းချစ်တဲ့သူတွေအတွက်ကားအစီးကြီးနည်းတဲ့နည်းလာမယ်လမ်းပေါ်မှာလည်းတွေ့ရတာနည်းလာမယ်နော်အဲကြောင့်မဖြစ်မနေဒီကားတွေကိုပဲသုံးရမယ်ဆိုတဲ့ဒီမျိုးတွေကြတော့နည်းနည်းလေးပတ်စံပိုးသုံးလာမယ်အနေထားရှိတယ်နော်ဘယ်လိုမျိုးလို့ဆိုတော့နယ်ဒီမှာလမ်းကျန်းတွေမှာဖားကန်တို့ဘာလို့အဲ့လိုဂျမ်ပလန်သုံးတဲ့နေရာ workshop ပို့ပစ္စည်းပေါ်မများရနိုင်တဲ့ကားတွေဥပမာပရာတို့ဆက်တို့เนาะအဲ့လိုကားမျိုးတွေဆိုရင်ရှင်ကားရွေးချယ်စရာကားနည်းလာတယ် supply နည်းလာတယ်အဲ့တော့ဈေးကွက်မားလာနိုင်တဲ့အနေအထားရှိတယ်ဟုတ်ကဲ့ကျေးဇူးပါ